အားလုံးပဲမင်္ဂလာပါခင်ဗျာဘာလို့အမြဲတမ်းအချိန်မလောက်ပဲဖြစ်နေလဲဆိုတဲ့အကြောင်းကိုနားလည်ရလွယ်ကူတဲ့အဖြေတွေနီးလန်းတွေနဲ့ဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာပါလူတိုင်းမှာတစ်နေ့ကို24နာရီအတူတူရှိကြပါတယ်ဒါပေမဲ့တချို့လူတွေကအဲ့ဒီအချိန်အတွင်းမှာအလုပ်တွေအများကြီးပြီးမြောက်အောင်လုပ်နိုင်ပေမဲ့တချို့ကတော့အချိန်မလောက်ဘူးဆိုတဲ့စကားကိုပဲထပ်ခါတလဲလဲပြောနေကြရပါတယ်တင်ကောအဲ့လိုပြောရတဲ့ထဲမှာပါနေပြီလားတနေ့တာကုံဆုံးသွားတဲ့အခါမှာဒီနေ့ငါဘာတွေလုပ်လိုက်မိလဲလို့ပြန်စဉ်းစားကြည့်ရင်ဘာမှမမေ့ရမရှိတာမျိုးကြုံဘူးမှာပါဒါကတင်အလုပ်မလုပ်လို့မဟုတ်ပဲတင်ရဲ့အချိန်တွေကိုအသုံးချပုံမှာလွဲမှားမှုလေးတွေရှိနေလို့ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတင်ဘာလို့အချိန်မလောက်ပဲဖြစ်နေရလဲဆိုတဲ့အဓိကအကြောင်းရင်း၄ချက်နဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ Parkinson Law လို့ခေါ်ပါတယ်အဓိပ္ပာယ်ကတော့အလုပ်တစ်ခုဟာသူ့အတွက်သတ်မှတ်ထားတဲ့အချိန်ကုန်ဆုံးသွားတဲ့အထိပြန်ကားသွားတတ်ပါတယ်ဥပမာပြောပြရရင်တင်ကစာတစ်စောင်ရေးဖို့တနေ့ကုန်အချိန်ပေးထားတယ်ဆိုရင်အဲ့ဒီစာကညနေမှပြီးပါလိမ့်မယ်တကယ်လို့အချိန်တစ်နာရီပဲသတ်မှတ်ပေးလိုက်ရင်တော့တစ်နာရီအတွင်းမှာပဲအဲ့ဒီစာပြီးသွားတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အချိန်မလောက်တာဟာအလုပ်ကိုပြီးရမယ့်အချိန်တိတိကျကျသတ်မှတ်မထားလို့ပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့အလုပ်များနေခြင်းနဲ့အလုပ်ဖြစ်ခြင်းကိုမှားယွင်းနေတာပါကျွန်တော်တို့တွေတနေ့ကုန်အလုပ်ရှုပ်နေတာကိုအလုပ်ဖြစ်တယ်လို့ထင်တတ်ကြပါတယ်တကယ်တော့အရေးမကြီးတဲ့ဖုန်းပြောတာအီးမေးလ်စစ်တာလူမှုကွန်ရက်ကြည့်တာတွေနဲ့အလုပ်ရှုပ်နေတာကတကယ်အရေးကြီးတဲ့ပန်းနိုင်စီရောက်ဖို့မရောက်ဘဲဖြစ်နေတတ်ပါတယ်ဒါကြောင့်အရေးကြီးတဲ့အလုပ်နဲ့အရေးမကြီးတဲ့အလုပ်တွေကိုခွဲခြားတတ်ဖို့လိုအပ်ပါတယ်နံပါတ်3အချက်ကတော့ multitasking ရဲ့ထောင်ချောက်လို့ခေါ်ပါတယ်လူအများစုကအလုပ်တွေအများကြီးဗျိုင်းတူလုပ်တာကအချိန်ကုန်တက်တာတယ်လို့ထင်ကြပါတယ်ဒါပေမဲ့သိပ္ပံနည်းကျလေ့လာမှုတွေအရလူအုံတော်ဟာအလုပ်နှစ်ခုကိုတစ်ပြိုင်တည်းအာရုံစိုက်လို့မရပါဘူးအလုပ်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းနေရတဲ့အတွက်အာရုံစူးစိုက်မှုက40%လောက်လျော့နေသွားပြီးအချိန်ပိုကုန်စေပါတယ်နံပါတ်4အချက်ကတော့ social media ပေါ်မှာအာရုံပြန့်လွင့်မှုပါပဲကျွန်တော်တို့အားလုံးသိထားကြပေမဲ့ထိန်းချုပ်ဖို့ခက်ခဲဆုံးအရာက social media ဖြစ်ပါတယ်ငါခဏလေးပဲကြည့်လိုက်မယ်ဆိုပြီးဖုန်းဖွင့်လိုက်ပေမဲ့ Reels တွေ TikTok တွေကြည့်ရင်နာရီဝက်တနာရီမတိမတာအချိန်ကုန်ဆုံးသွားတတ်ပါတယ်ဒီလိုမျိုးတင့်ကိုဖုန်းထဲမှာအချိန်ကုန်နေအောင်လဲ social media တွေကဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်ကဲအဲ့ဒီအချိန်တွေပြန်ရဖို့ဘာလုပ်ကြမလဲနံပါတ်1 time blocking လုပ်ပါမနက်ဖြန်မှာဘာလုပ်မယ်ဆိုတာကိုဒီနေ့ညကလေးကအချိန်စရာဆွဲပါစာဖတ်မယ်လို့ပဲမစင်စားပဲမနက်8နာရီကနေ9နာရီအထိစာဖတ်မယ်ဆိုပြီးအချိန်အပိုင်းအခြားသတ်မှတ်ပါနံပါတ်2တင့်အလုပ်တွေကိုအရေးကြီးတဲ့အလုပ်အရေးပေါ်အလုပ်စသဖြင့်ခွဲခြားထားပါအရေးမကြီးပဲအချိန်ဖြုံးစေတဲ့အလုပ်တွေကို no လို့ပြောဖို့သင်ယူပါတနေ့မှာအနည်းဆုံး1နာရီကနေ2နာရီအထိဖုန်းကိုပိတ်အနောက်ရှက်တွေဖယ်ပြီးအရေးကြီးဆုံးအလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်လှုပ်ဆောင်ပါအချိန်ဆိုတာစူဆောင်းထားလို့မရတဲ့ယတနာတစ်ခုဖြစ်ပါတယ်တင်ကအချိန်ကိုမစီမံနိုင်ရင်အချိန်ကတင့်ကိုပြန်ပြီးစီမံသွားပါလိမ့်မယ်အခုပြောပြခဲ့တဲ့အချက်တွေထဲမှာတင်ဘယ်အချက်တွေအားနည်းနေတယ်လို့ထင်ပါသလဲဒါမှမဟုတ်တင့်မှာရောအချိန်ကိုစီမံခန့်ခွဲတဲ့တခြားလှုပ်ဝက်ချက်တွေရှိပါသလားဒီလိုမျိုးရှိတယ်ဆိုရင်ကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲအချိန်ကိုတန်မိုးရှိရှိအသုံးချနိုင်ကြစေဖို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ